ရှင်ဘာလောက်တာလဲ မလိုက်ပါဘူးကျွန်တော်လည်းဖျားကြော်ရင်လည်းဆူတောင်းနေရလေဒါနဲ့ကျွန်တော်ခုနကကြည့်နေတာမမေ့တန်ဆူတောင်းတာကြားရနော်ဘာဆူတောင်းတာလဲပြပြလို့ရလား လူခေါင်းလေးကိုတက်ဆောင်ခွင့်ရပါစေလို့ဆုတောင်းနေရတယ် ဒီကောင်းလေးကိုတွေ့ဆုံလို့ရပါပြီအဲ့ဆိုဒီနေ့မမေ့တန်ဆူတောင်းနေပြည့်ပြီပေါ့ ဟမ် ဟောမဟုတ်ပါဘူးမမေ့တန်ဆူတောင်းနေပြည့်မှာပါလို့ပြောတာ မမေ့တန်ကနောက်နေ့လဲရွှေဆိုင်ရဖျားပဲလာအောင်ပါ ဟိုလာမှာပေါ့နေ့တိုင်းလာရလေ ဒါဆိုနောက်နေ့ကြာလို့ရှိရင်လဲကျွန်တော်ဒီပင်ရောက်မှာပဲမမေ့တန်ကိုပြန်ဆောင်လို့ရမှာ ဆွန်နံဖို့တော်ဆုတောင်းပေးပါတယ် ဒီမှာနောက်နေ့ပြန်ဆောင်နိုင်ဖို့ကျွန်တော်လဲဆူတောင်းအောင်ပါပေါ့ အဆုမေတံပြန်တော့မယ်လေနော်အချိန်ကြီးတော့လင်းနေပြီဆိုတော့လေ ဒီစားပြန်နော်